ရခိုင်ပြည်မြောက်ဦးမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုကြောင့်တန်ကာတော်တစ်ပါးပြန့်လွန်တော်မူပြီးဘာသာရေးအဆောက်အုံတွေပျက်စီးခဲ့ရပါတယ်။ဒီလောက်ရအပေါ်အာရခပြည်တန်ကအကျိုးဆောင်အဖွဲ့ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကဖြစ်ပွားခဲ့တာပါ။မြောက်ဦးမြို့နယ်ကြောက်စိတ်ပြင်ကြီးရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့2ကြိမ်တိုင်ပုံကျဲခဲ့ပါတယ်။ပေါင်900ဘုံအလုံးပေါင်း4လုံးအထိအသုံးပြုခဲ့တာကြောင့်ကြီးရွာအတွင်းမှာရှိတဲ့ဘုံတော်ကြီးကျောင်းနဲ့တိမ်ကျောင်းဆောင်တွေဟာမီးလောင်ပြကြခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုမှာတန်ကာတော်3ပါးအပါအဝင်အရက်သား73ဦးဒဏ်ရာရခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့ဒဏ်ရာရရှိခဲ့တဲ့တန်ကာတော်တွေကတပါးဟာစီးကူးတောက်မှုခံယူနေရင်းနဲ့ပဲပြန်လွန်တော်မူသွားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအာရခပြည်တန်ကအကျိုးဆောင်အဖွဲ့ကမနေ့ကဧပြီ24မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။ဘာသာရေးအထွတ်အမြတ်နေရာတွေကိုတမင်ရည်ရွယ်တိုက်ခိုက်တာဟာလူသားချင်းစာနာမှုကင်းမဲ့ပြီးနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လေဒီလိုအပြစ်မဲ့ပြည်သူတွေနဲ့တာသနာအဆောက်အုံတွေတိုက်ခိုက်ခံရမှုအတွက်တရားမျှတမှုရရှိအောင်ဆောင်ရွက်ပြီးဖို့တောင်းဆိုထားပါတယ်